နယ်ဘက်တွေဖြစ်လို့ဆရာဆရာမတွေခေါ်ပြီးတော့တင်လို့မရဘူးဆိုလို့ရှိရင်ရောဘာတွေလုပ်လို့ရမလဲဘယ်လိုမျိုးနည်းလမ်းလေးတွေနဲ့စာလေးလာလို့ရမလဲဆိုတာလေးဒီနေ့ပြပြပေးချင်တာဖြစ်ပါတယ်ဆိုတော့တချို့ကျတော့လေဒါနေရာအခက်ခဲပေါ့နော်ဆရာဆရာမတွေတွာလာဖို့အတွက်အဆင်မပြေတဲ့နေရာလိပ်စာမျိုးဖြစ်နေတဲ့အခါမျိုးတွေမှာကလေးနဲ့အနီးကပ်ပေါ့နော်ကိုယ့်ရဲ့ကလေးကိုပဲဖြစ်ဖြစ်ကိုယ်ရန်အချောင်းသားဖြစ်တယ်ဆိုလို့ရှိရင်ဒါဆရာဆရာမတွေနဲ့တင်လို့မရတဲ့အခက်အခဲတွေရှိနိုင်ပါတယ်ဆိုတော့အဲ့လိုလူတွေအတွက်ဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုလို့ရှိရင်တော့အဓိက online ကနေပြီးတော့မှဆရာနဲ့ပေါ့နော်1 on 1ပေါ့တူချင်းတင်လို့ရမှာဖြစ်ပါတယ်ဆိုတော့ထိရောက်မှုတွေပဲကတော့ဒါဒီပုံမှန်ဒီအိမ်မှာသင်ကြားတယ်လို့ပဲပေါ့နော်တူချင်းဆရာနဲ့အနီးကပ်ထိတွေ့ရမယ်ကိုနားမလဲတာတွေမသိတာတွေကိုထားရိုက်မိလို့ရမယ်ပြောချင်တာကတော့ဒီ in person လောက်တော့အချိန်ကြီးအများကြီးမပေးနိုင်တော့မှာပေါ့နော်အနည်းဆုံးတစ်ရက်ကို1နာရီ2နာရီ1နာရီခွဲဝန်းကျင်လောက်ပဲဒီဆရာဆရာမနဲ့ online ကနေမှတက်ဆင်သေးချာပေါ့နော်ကိုယ့်ရဲ့အနီးကပ်ကနေပြီးတော့လက်ညှိုးပေးနေတယ်လို့မျိုးလုပ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့အဓိကပြောချင်တာကတော့နေရာလိပ်စာအခက်အခဲဖြစ်လို့ guide ခေါ်မရဘူးဆရာဆရာမနဲ့တင်လို့မရဘူးဆိုပြီးတော့အခက်အခဲဖြစ်နေကြတဲ့သူတွေအတွက်ကို online ကနေပြီးတော့မှရွေးချယ်လို့ရတယ်ဆိုတဲ့အကြောင်းအလေးကိုပြပြပေးချင်တာဖြစ်ပါတယ်ဆိုတော့ online ကနေပြီးတော့လည်းဒီလိုမျိုးဆရာဆရာမ guide တွေခေါ်ချင်တယ်ဆိုလို့ရှိရင်တက္ကသိုလ်မြန်မာမှာလာရောက်ပြီးတော့မှဆက်သွယ်လို့ရပါတယ်